လုံးမေးမင်္ဂလာပါခုဒီဗီဒီယိုလေးမှာတော့ကျွန်မကဒီပင်ဘက်တီးရီးယားယောဂဒီနဲ့ပတ်သက်ပြီးတော့စာတမ်းလေးကိုဖတ်မယ်ပေါ့နော်ဖတ်ပြီးတဲ့အခါကျတော့နည်းနည်းလေးဖတ်ကြည့်ပြီးတော့ဘာတွေအရေးကြီးတဲ့ဘက်တီးရီးယားယောဂတွေကိုလေ့လာသွားပါမယ်ဒီမှာ2012ခုနှစ်ရဲ့ထုတ်ထားတဲ့ channel မှာ channel molecular plant pathology channel မှာသူကtop 10 plant pathogenic bacteria အကြောင်းကိုရေးထားတာဖြစ်ပါတယ်ပေါ့နော် molecular plant pathology မှာပေါ့နော်ရေးကြည့်တဲ့ဘက်တီးရီးယားယောဂဘက်တီးရီးယားတွေ10မျိုးအကြောင်းပေါ့နော် review paper လေးကိုအတူတူလေ့လာသွားရအောင်ပါအချင်းချုပ်လေးပေါ့နော်လေ့လာသွားရအောင်ပါအဲ့တော့ဒီ plant pathologist တွေဒီမှာရေးထားတဲ့author တွေကိုကြည့်မယ်ဆိုလို့ရှိရင်เนาะနိုင်ငံ UK ပါမယ် France ကပါမယ်နောက် USA ပါမယ် Ireland Brazil နော် UK ကများမယ်ပေါ့နော်ကျွန်မဖတ်ဖူးတဲ့စာရေးဆရာတွေမှာဆိုရင်တော့ဒီ Stephen Cannon ပါမယ်ပေါ့နော်သူက molecular plant pathology မှာ bacteria ကြောင့် Restonia bacteria ကြောင့်ရေးတဲ့professor ဖြစ်ပါတယ်အဲ့တော့ဒီမှာဘက်တီးရီးယား10မျိုးပေါ့နော်10မျိုးကိုသူreview လုပ်တယ် review လုပ်ပြီးတော့ကြတော့ပြောထားတယ်အဲ့တော့ဒီ top 10 plant viruses တွေလည်းသူတို့ဒီ paper တွေပေါ့နော်ထုတ်ထားတဲ့ publication တွေပေါ့အခြေခံပြီးတော့ကြတော့လုပ်ထားတာတွေ့ပါတယ်ကျွန်မလည်းအားရင်ဖတ်ပါအောင်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် surveys တွေကို review လုပ်တယ်paper တွေ review တွေ application တွေပေါ့နော် grant application ဒါတွေကိုလေ့လာပြီးတော့ခါကြမှာသူတို့ဒီရွေးလိုက်ပါတယ်နော်ဒီမှာဆိုလို့ရှိရင် top 10 fungi တို့ top 10 virus တို့ပေါ့နော်the survey generated သူကတော့458 votes ကနေပြီးတော့မှသူဖြစ်လာတာပေါ့နော်ဒီ top 10 plant pathogen ဆိုတာဒီ list ဖြစ်လာပါတယ်ဒီ10မျိုးကိုသူတို့ရွေးချယ်လိုက်တယ်paper တွေထဲမှာ grant တွေထဲမှာအရေးကြီးတယ်ဆိုတဲ့ bacteria 10မျိုးပေါ့နော်ထိပ်ပိုင်း10ကောင်ပေါ့နော်10မျိုးထွက်လာတယ်မြန်မာပြည်မှာလည်းတချို့ pathogen တွေကြတယ်တချို့ကတော့မကြဘူးပေါ့နော်အဲ့ဒီမှာ rank လုပ်ထားတယ်10ခုရဲ့ list လေးဖြစ်ပါတယ်မကြည့်ကြည့်အောင်ပါနံပါတ်1ကတော့Pseudomonas syringae တို့ပါရီဖြစ်တယ်နံပါတ်2က Restonia solanacearum နံပါတ်3က Agrobacterium tumefacium Xanthomonas oryzae ဘသူပါ oryzae Xanthomonas campestris ဘသူပါ Xanthomonas axanobordis ဘသူပါ Mani hortis Awinia amylovora Xylella fastidiosa Dickeya dedanti နဲ့ Dickeya solani Lactobacterium Keratoporus နဲ့ Bacteria Astrosepticum ပေါ့နော် Bacteria Awinia လို့လည်းခေါ်ပါတယ်နော်အဲ့တော့ဒီမှာ10မျိုးလောက်ထားပါတယ်နော်ဒီမှာဆိုလို့ရှိရင်သူတစ်ခုချင်းစီမှာဒီစီးပွားရေးအရာလည်းအရေးပါတယ်ပြီးတော့ရေးပါတယ်အတွက်ကြောင့်မလို့သုတေသနပိုင်းမှာလည်းဇောင်းပေးပြီးတော့လုပ်တဲ့10မျိုးပေါ့နော်တည်ကြတာတော့အဲ့တော့ဒီမှာတစ်ကနေစကြည့်မယ်ဆိုလို့တစ်ကတော့ Pseudomonas syringae ဘယ်သူပါဖြစ်ပါတယ်သူကဘာယောဂဖြစ်တာလဲဆိုလို့ရှိရင်အဓိကတော့ bacterial speck ဖြစ်တာပါ bacterial speck of ခင်းကျင်ပေါ့နော်တိုမာတိုမှာဖြစ်တယ်နော်တိုမာတိုမှာဖြစ်ပါတယ်ဆိုးတဲ့ယောဂဖြစ်တယ်သူအရန်ဒီပို့ပြီးတော့ကျေပြင်းတဲ့နေရာတွေမှာဖြစ်တယ်ပြီးလို့ရှိရင် contaminated seedborne လည်း seedborne nature ရှိတယ်ဒီ Pseudomonas ရဲ့အနေအထားကနော်သူတို့ infection တွေကသူစပြီးတော့ဖြစ်လိုက်ပြီဆိုတာနဲ့ infection bacteria infection ဝင်လိုက်ပြီဆိုတာနဲ့ဒီအခြေအနေပြီးရင်ပေါ့နော်ရာသီဥတု rainfall temperature ပေါ့နော်အပူချိန်တွေအခြေအနေပြီးမယ်ဆိုလို့ရှိရင်ယောဂဖြစ်မှုဟာပြင်းထန်တယ်နော်ပြင်းထန်ပြီးတဲ့အခါကျတော့ဒီသူကို being halo blight ပေါ့နော်Pseudomonas ကြောင့်ပဲဖြစ်ပါတယ်သူကတော့ဘယ်သူပါ Physiolicola ကြောင့်ဖြစ်တယ် halo blight နဲ့လည်းတွေ့ရပါတယ်အဲ့တော့ဒီ Pseudomonas syringae ဟာသူ့မှာဘယ်သူဘာတွေလဲရှိသေးတယ်ပေါ့နော် Physiolicola ဘယ်သူဘာ subspecies လည်းပဲပေါ့နော်ပြီးလို့ရှိရင်သူကခင်းကျင်မှာတော့တကယ့်ကို Stardust bacteria attack လုပ်တာတွေ defense တွေလည်းပဲအများကြီးလေ့လာထားပြီးသားဖြစ်တယ်။နောက်အထူးသဖြင့်ကတော့ HRP ပေါ့နော် HRP hypersensitive response and
pathogenicity ပေါ့နော် hub ကိုခေါ်ပါတယ် gene cluster ဒီကိုလည်းသူ့ကိုအသေးစိတ်လေ့လာထားပြီးပြီအခုနောက်ပိုင်းမှာတော့သူရဲ့ဒီ sequencing genome sequencing တွေလည်းလုပ်ထားပြီးပြီအဲ့တော့ Pseudomonas syringae ဟာသူဟာဒီ2011လောက်ကတည်းကသူ့တော်တော်လေးကို sequencing လုပ်ပြီးတော့တော်တော်နားလည်ထားပြီးပြီပေါ့နော် syringe ရဲ့ genome တွေကိုလည်း release လုပ်ထားပြီးပြီဆိုတဲ့အခါကျသူ့အကြောင်းသူ့ရဲ့ genome နဲ့ပတ်သက်တဲ့ပတိုဗာတွေဒါတွေဆက်ဆက်ချက်တွေဒါတွေတော်တော်များများနားလည်ထားပြီးသားကမ္ဘာကပညာရှင်တွေနားလည်ထားပြီးသားယောဂဖြစ်တယ်နောက်ပြီးတော့ကျတော့ဒီဖူးလုံးဒီ genome ဘက်တီးရီးယားရဲ့ genome ပေါ့နော်အဲ့ဒါကိုတော့အသေးစိတ်သူလေ့လာထားပြီးတဲ့အခါကျတော့ effector proteins တွေ toxin တွေဒါတွေကိုလည်း define လုပ်ပြီးသားဖြစ်တယ်ပေါ့နော်ဒါပြောထားပြီးသားသူပြောပြထားပါတယ်ပြီးတော့သူက filamentous pathogen ဖြစ်တယ်ပေါ့နော်သူ့မှာရေရမှုလေးတွေပါတယ်ဘက်တီးရီးယားရေမှာကူးခတ်နိုင်တယ်ပေါ့နော်ဒါတွေကိုလည်းပဲဒီအသေးစိတ်လေ့လာထားပြီးဖြစ်ပါတယ်ဒီဘက်တီးရီးယားပေါ့နော်အထူးသဖြင့်ဒီဘက်တီးရီးယားကျနိုင်တာကတော့သူကဘက်တီးရီးယားခရမ်းချင်မှာဖြစ်တဲ့ဘက်တီးရီးယား spec ကိုအဓိကထားပါတယ်ခရမ်းချင်ဈေးကွက်ပေါ့နော်ဒါကိုအဓိကနှောက်ယှက်ဟန့်တားတဲ့ပေါ့နော်အရေးကြီးဆုံးဒီနယ်တစ်မျိုးယောဂတစ်မျိုးဖြစ်ပါတယ်ဒီပုံကတော့ဗာပြတာလဲဆိုလို့ရှိရင်တော့ဒီဘက်တီးရီးယားပေါ့နော် Pseudomonas syringae ရဲ့ဒီ T3SS ဖြစ်ပါတယ် type 3 secretion system ဖြစ်တယ်သူဘလို့ဒီ system ကိုသူဘလို့ထုတ်တယ်လဲပေါ့နော် putative basal body of the T3SS ဘယ်ကနေထုတ်လဲဆိုရင်ဒီ membrane preparation after growth in heart inducing medium မှာပေါ့နော်သူမြင်ရတဲ့ electron microgram မှာမြင်ရတဲ့ပုံဖြစ်ပါတယ်သူ heart pilus ထုတ်ပြီးတဲ့အခါကျမှသူအဲ့ဒါနဲ့ပေါ့နော်ဒီ heart pilus ကို label with antibody to the subunit protein နဲ့ဒီ heart pilus နဲ့ဆက်စပ်ချက်ဖြစ်ပါတယ်နော်ပြီး emerging from the bacteria surface ကနေထွက်ပါတယ်အဲ့တော့သူကတော့တိုက်ခိုက်ပုံပေါ့နော် bacteria တိုက်ခိုက်တဲ့ system တစ်ခုဖြစ်ပါတယ်ဒါကိုပြထားတယ်အသေးစိတ်ပြထားတယ်လေ့လာထားတယ် University of Kent ကနေပြီးလေ့လာထားတဲ့ပုံဖြစ်ပါတယ်နောက်ဒုတိယဘက်တီးရီးယားကတော့ Ralstonia solanacearum လို့ခေါ်ပါတယ်။သူကတော့ဘက်တီးရီးယားပင်ညို့တို့ပေါ့နော်။အာလူမှာဆိုလို့ရှိရင်တော့ဘက်တီးအာလူbrown rot ပေါ့နော်။အာလူဒီပုတ်ပေါ့နော်။ဒါတွေကိုဖြစ်စေတဲ့ဘက်တီးရီးယားဖြစ်တယ်။သူကလည်းပဲဒီ species complex ဆိုတာသူကိုပြောတယ်ပေါ့နော်။အခုချိန်မှာတော့ major အဖြစ်တော့ဒီ Ralstonia မျိုးကွဲပေါင်း၄ခုရှိတယ်။အပင်50 family မျိုးရင်းပေါင်းနဲ့ plant species ပေါင်း200ကျော်ထိအောင်သူတိုက်နိုင်ပါတယ်သူအဓိကတိုက်တာကတော့အာလူပေါ့နော်အာလူခင်းခြင်းမျိုးအများကြီးပါသူကတိုက်တာတော့ဒီခရမ်းနေပြီးတော့ကြတော့ငှက်ပြောတွေပေါ့နော်ဒါတွေလည်းပဲတိုက်ပါတယ်တိုက်နိုင်တယ်သူကမြေဆောင်ယောဂဖြစ်ပြီးတော့ကြတော့မြေဆောင်အပြင်ဒီရေမှာလည်းနေတယ်မျိုးစေ့တွေမှာလည်းမျိုးစေ့ဆောင်နေနဲ့ကုနိုင်တယ်လို့သူကတော့ဒီ plant pass အစိပ်ပိုင်းတွေကလည်းကူးနိုင်တဲ့အဆိုးရတဲ့ဘက်တီးရီးယားဖြစ်ပါတယ်ဒီဘက်တီးရီးယားကသူကဇိုင်လန်ထဲကနေပြီးတော့အများကြီးသူကရေကြောကနေပြီးတိုက်ပါတယ်ရေကြောကနေတိုက်ခိုက်တဲ့သဘောမျိုးရှိပါတယ်နော်အဲ့တော့သူကဒီနေရာဒေသမျိုးစုံပေါ့ကဘာရဲကနေရာဒေသမျိုးစုံကိုတိုက်နိုင်ပြီးတဲ့အခါကျတော့သူနှစ်တိုင်းသူဟာ1ဘီလီယံလောက်ကိုပဲဆုံးရှုံးနေပေါ့နော်ဒီ Elphinstone ပြောထားတာပါသူ1ဘီလီယံလောက်ကိုပဲဒေါ်လာ1ဘီလီယံလောက်ကိုဒီယောဂကြောင့်ဆုံးရှုံးမှုကြီးမားတဲ့ယောဂဖြစ်ပါဘက်တီးရီးယားဖြစ်ပါတယ်ဒီယောဂကိုဖြစ်စေတဲ့ဘက်တီးရီးယားဖြစ်ပါတယ်အဲ့ဒါပြီးတော့သူ့ကိုတိုက်ခိုက်နိုင်တဲ့ management တွေလည်းပဲမဖြစ်သေးပါဘူးကျမတို့လည်းလေ့လာနေစေသူတည်တနာလုပ်နေစေဖြစ်ပါတယ်ဒီဘက်တီးရီးယားကိုတိုက်ခိုက်နိုင်မဲ့အကောင်းဆုံးနည်းလမ်းပေါ့နော်အကောင်းဆုံးနည်းလမ်းဒါမှမဟုတ်ရင်ကောင်းမွန်တဲ့နည်းလမ်းတွေကိုပူးပေါင်းပြီးသုံးဆွဲမလားပေါ့နော်ဒါလေးတွေကျမတို့လေ့လာနေပါတယ်အဲ့တော့ဒီဘက်တီးရီးယားကိုလည်းပဲသူ genome ကို2002မှာဒီ Selenovet တို့အဖွဲ့ကနေပြီးတော့ဒီ sequence လုပ်ပြီးသားပါ heart mutant လေ့လာပြီးသား heart mutant phenotype တွေကိုစပြီးတော့လည်းပဲလေ့လာတယ် temperature ပြ T3SS ပေါ့နော်သူဘလို့ pathogenicity ဖြစ်တဲ့ system ဘလို့ system နဲ့သွားတယ်လေဆိုတာတွေလည်းတော်တော်လေးလေ့လာထားပြီးသားရှိပါတယ်ဒီဘက်တီးရီးယားကလည်းတော်တော်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဘက်တီးရီးယား
ဖြစ်ပြီးတော့အခုဒီပုံလေးကတော့ဒါ electromicrogram မှာတွေ့ရတဲ့ဘက်တီးရီးယားရဲ့ပုံပြီးဒီအမွှေးလေးကတော့သူ့ရဲ့ရေရဲ့အမွှေးလေးတွေဖြစ်တယ်ဒါကတော့သူပင်ညိုဖြစ်စေတာပါဘက်တီးရီးယားကိုသိကျင်နေဆိုရင်တော့ဒီအပင်ရဲ့ပင်ချီရင်းကိုဖြတ်ပြီးတော့မှရေကြီးမှနှစ်ကြည့်လိုက်မယ်ဆိုရင်အခုလိုအဖြူအတန်းကြီးတွေ့ရနိုင်ပါတယ်နော်ပြီးတော့သူဒီတခြား further research တွေဒီမှာလုပ်နေလျက်ရှိတယ်ဒီ mechanism မျိုးစုံပေါ့နော် sophisticated mechanism ကိုသုံးပြီးတဲ့အခါကျတော့မှဒီ susceptibility ကိုဘယ်လို plant susceptibility ကိုအားပေးတယ်ပေါ့နော်ဒီသူက promote လုပ်တယ်ဘယ်လိုနည်းနဲ့လုပ်တဲ့သူ့ရဲ့ mechanism တွေဒါတွေကိုလည်းကျွန်တော်နားလည်နိုင်မှုစူးစမ်းနေပါတယ်အဓိကကတော့ဘက်တီးရီးယားကိုအသေးစိတ်နားလည်မှသာကျွန်တော်တို့ကသူတို့ကိုရှောင်ရှားနိုင်မယ့်နည်းလမ်းဒါတွေ control တွေကိုချင့်ကပ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Agrobacterium tumefaciens ဖြစ်ပါတယ် Agrobacterium ငါးကြတော့သူက crown gall ယောဂပေါ့ပင်ကင်ဆာလို့ခေါ်တယ်ဒီပင်ကြီးတွေမှာဖြစ်တယ်ပင်ကြီးတွေမှာကျွန်တော်တို့မြန်မာပြည်မှာလည်းဆိုပါတယ်အပေါ်ကနှစ်ခုမှာလည်းအပေါ်ကနှစ်ခု bacteria speck ကောဒီ restonia ကမြန်မာပြည်မှာဖြစ်ပါတယ်ဒီတတိယယောဂလည်းမြန်မာပြည်မှာဆိုတဲ့ယောဂတစ်ခုဖြစ်ပါတယ်သူ့ကိုစတွေ့တာ Agrobacterium ကြာခဲ့ပြီး1900ခွန်ကလေးတိုင်းစတွေ့ခဲ့တဲ့ဘက်တီးရီးယားမျိုးဖြစ်ပါတယ်သူကလည်းပဲဒီသူက genetic transformation မှာသူ့ကိုအသုံးဝင်နိုင်တဲ့တခုတည်းသောဒီဘက်တီးရီးယားဖြစ်တယ်ပေါ့နော်သူ gene transfer လုပ်တဲ့အခါမှာအသုံးဝင်တဲ့ဘက်တီးရီးယားဖြစ်ပါတယ်သူကကျွန်တော်တို့ဘက်တီးရီးယားတစ်ခုနဲ့တစ်ခု gene ကျွန်တော်တို့က transfer လုပ်မယ်ပေါ့နော် transfer လုပ်မယ်ဆိုလို့ရှိရင်နည်းလမ်းတွေမျိုးစုံရှိတယ်ဒီဘက်တီးရီးယားနေပွားတာရှိတယ်ပေါ့နော်ဘက်တီးရီးယားရဲ့ plasmid ကနေ engineering နဲ့ပွားတာရှိသူအလိုလိုပွားသွားတဲ့ mutation ဖြစ်သွားတာမျိုးလည်းဖြစ်တယ်တော့ artificial နည်းနဲ့ဆိုရင်ဒီဗီဇပြောင်းလဲဖို့ရအတွက်ကိုသူကနေပြီး vector အနေနဲ့သူကိုအသုံးပြုပါတယ်ဒီဘက်တီးရီးယားကိုအဲ့တော့ဒီသူအများကြီးသူလေ့လာထားတဲ့ review တွေကိုပြောပြထားတာတွေ့ရပါတယ်ဒီ DNA ပေါ့နော် single stranded DNA ကိုgeneration လုပ်ပေးပြီးတော့မှ transport into the host cell through type 4 secretion နဲ့သွားတယ်အဲ့တော့ဒီဒါလည်းပဲ system တစ်ခုပဲပေါ့နော် type 4 secretion ဆိုတာလည်းပဲဒီ pathogenic ဖြစ်တဲ့ virulent ဒီယောဂကိုဖြစ်စေတဲ့ pathway system တစ်ခုကိုပြောထားတာဖြစ်ပါတယ်အဲ့ဒီ pathway တစ်ခုကိုကျွန်တော်တို့ဖြတ်လိုက်နိုင်တယ်ဆိုယောဂမဖြစ်ဘူးပေါ့နော်အဲ့လိုသဘောပါအဲ့တော့ဒီမှာ Agrobacterium ဟာဒီ Agrobacterium plant biologist တွေအတွက်ကော pathologist တွေအတွက်ကောသိပြီးတော့ကြတော့အရေးကြီးတယ်သူကဒီယာနဲ့ချီတဲ့သူတွေတနာတွေလည်းသူကိုလှုပ်ထားပြီးတော့ကြတော့မှ interaction တွေသူနဲ့ host နဲ့ပတ်သက်တာတွေလည်းလေ့လာထားပြီးသားဖြစ်ပါတယ်နောက်ပြီးတော့infection အတွက်ပေါ့နော်သူမှာ defense machinery ပေါ့နော် machinery တွေကိုလည်းပဲကျမတို့ကdefense machinery တွေကိုလည်းလေ့လာထားတာရှိတယ်ဒီ paper မှာပေါ့နော်လေ့လာထားတာရှိတယ်ပြီးတော့သူက host pathogen interaction အတွက်ကိုတော်တော်လေးကိုကြည့်model organism တကောင်ဖြစ်ပါတယ် one type တွေရှိတယ်သူ gene နဲ့သူနဲ့ပတ်သက်တဲ့ဗီဇတွေကလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒါကတော့ crown gall on cherry truck ဖြစ်ပါတယ် cherry ပြင်မှာဖြစ်ပါတယ်ဖြစ်တဲ့ symptom ပါဒါကတော့ခင်းကျင်မှာဖြစ်တဲ့ crown gall ဖြစ်တယ်နော်နောက်တစ်ခုကတော့ Xanthomonas oryzae PB oryzae မြန်မာပြည်မှာဆိုရင်ဘက်တီးရီးယား6ယောဂဆိုပြီးစပါးမှာအဆိုးရွားဆုံးယောဂတွေကတစ်ခုကိုလေ့လာထားခြင်းပဲဖြစ်ပါတယ် PB Xanthomonas oryzae ဘယ်သူပါ oryzae HOO လို့လည်းအတူကောက်ခေါ်ပါတယ်သူကြောင့်လည်း yelosis တွေဟာ50%ထိဖြစ်နိုင်တယ်ဒါကတော့ဒီရေးထားတဲ့သူတွေကနောက်US တို့ France တို့ပေါ့နော်အဲ့ဒါတွေဖြစ်တဲ့အတွက်သူတို့ reference တွေများတာတော့ကျမတို့တွေ့ရတယ်သူတို့နိုင်ငံရေးထားတာတွေများတာဖြစ်ပေမဲ့ဒီမြန်မာပြည် tropical countries တွေမှာလည်းပဲဖြစ်တဲ့ယောဂအဆိုးရွားတဲ့ယောဂဖြစ်ပါတယ် rice cultivar မျိုး resistant cultivar တွေကျမတို့သုံးပြီးတော့ကြတော့လှုပ်ထားပြီးသားရှိပါတယ်ဒီ BB နဲ့ပတ်သက်ပြီးတော့လေ resistant genes တွေကိုလေ့လာထားတာရှိတယ်
အဲ့တော့ဒီသူကလည်းပဲraw shade ရှိတယ် gram negative bacteria အမျိုးအစားဖြစ်ပြီးတော့သူကတော့အရောင်အနေနဲ့ဆိုရင်အဝါရောင်အရောင်လေးကိုထုတ်နိုင်ပါတယ်ထုတ်ပေးပါတယ်သူကဘာဖြစ်လို့လဲဆိုရင် extra xanthomonadin နဲ့ extra polysaccharide ကြောင့်ဖြစ်ပါတယ်အဲ့တော့နောက်သူနဲ့အမျိုးတော်ရဲ့ Xanthomonas campestre BB campestre ဆိုတာလည်းရှိပါတယ်။အဲ့ဒီဘက်တီးရီးယားတွေနဲ့ဆိုလို့ရှိရင်တော့သူက virulence factors တွေထုတ်ပုံတွေကကွဲပြားမှာဖြစ်တယ်။သူမှလည်း type 3 factors တွေကိုလေ့လာထားပြီးသားရှိတယ်။သူသွားတဲ့ mechanism တွေဘက်တီးရီးယားကနေတိုက်ခိုက်တဲ့ mechanism တော်တော်များများလေ့လာထားရှိတယ်။ဒါပြောကြတော့သူကbiofilm formation ဖြစ်တယ် mortality နဲ့ virulence ဖြစ်တယ်သူကဘက်တီးရီးယားကပင်ထဲကိုဝင်တဲ့အခါဘယ်လို mechanism ရွေးရှားတာလဲဆိုတဲ့ formation တွေဖြစ်ပြီးတော့မှသွားတာပါအဲ့ဒါတွေကိုလည်းလေ့လာထားပြီးသားရှိတယ်နော်နောက် genome sequence အနေနဲ့ဆိုရင်လည်းပဲသူ2005လောက်ကလေးအတိုင်းဒီ MAF ဆိုတော့ဒါဂျပန်အရှင်းဂျပန် expert တွေလောက်တာဖြစ်မယ်ဒီ expert တွေသူတို့ကgenome sequence တွေကိုလည်းပဲလောက်ထားပြီးပြီဆိုတဲ့အခါကျ sequence ဖတ်ပြီးပြီဆိုရင် genome ကိုအကုန်သိထားပြီးပြီဆိုရင်တော့သူ့လွှမ်းမိုးတဲ့ phenotype ကော genotype ကတော်တော်များလေ့လာထားပြီးသားရှိတာမျိုးလည်းဖြစ်နိုင်ပါတယ် genome arrangement နဲ့ transcription နဲ့ activator တွေကိုလေ့လာထားပြီးသားရှိပါတယ် separate genetic studies suggest that activity of IS element and recombination MTEL affected genes have contributed to the diverse restructure within ASO. The comparative analysis on ဒါတွေလည်းASO နဲ့ပတ်သက်တဲ့ comparative study တွေကိုလည်းပဲလေ့လာထားပြီးသားဖြစ်တယ် complete genome ကတော့ဒီ markers တွေ development ဖြစ်ဖို့အတွက်ကိုထောက်ပံ့အများကြီးပေးပါတယ်သူ detection လုပ်ဖို့ရတယ်အတွက်လည်းအများကြီးထောက်ပံ့ပေးပါတယ်နောက်နံပါတ်5 Xanthomonas campestre ဘယ်သူပါဖြစ်ပါတယ်ဆိုတော့ Xanthomonas oryzae နဲ့အမျိုးတော်တယ်သူက genus တူတယ် species တော့မတူဘူး Xanthomonas azonopodes တို့ Xanthomonas campestre BB mavicarum နော်ဒါတွေဟာ angular leaf spot ကိုဖြစ်စေတာပါ cotton မှာဒါဆိုတဲ့ယောဂဖြစ်တယ်ဆိုတော့ cotton production မှာအရန်ကိုဟန်တာတယ်သူကဒီသူ့ရဲ့ဗီဇတွေလည်းကျမတို့လေ့လာထားတာရှိတယ်တဲ့เนาะတွေ့ထားပါတယ်နောက်ဒီ gene cluster နဲ့ synthesis extra cellular enzyme တွေက virulence မှာပါဝင်နေဆိုတာကိုတွေ့ရှိထားပြီးသားဖြစ်တယ်ဘယ် gene ကဘယ်မှာလွှမ်းမိုးမှုကြီးမားတယ်ပေါ့နော်ဒါတွေလေ့လာပြီး cell to cell signaling system နဲ့ပဲလေ့လာထားတာရှိတယ်အဲ့တော့သူနဲ့ပတ်သက်တဲ့ဒီအများဖြစ်တော့ဆယ်မျိုးရင်းမှာကဒီကဘက်တီးရီးယားရဲ့နဲ့သူ့ရဲ့ molecular study တွေကိုအဓိကထားပြီးတော့ပြောထားတာဖြစ်လို့ control ဘိုင်းတွေတော့တွေ့ရမှာမဟုတ်ဘူးအဲ့တော့ဒီမှာဆိုလို့ရှိရင်သူ signaling လုပ်လိုက်တယ် black rot disease symptom ပေါ့နော် black rot disease symptom Xanthomonas campestre BB campestre ကြောင့်ဖြစ်တယ်သူကလည်းပဲXanthomonas campestre အဖွဲ့ကြီးပေါ့နော်အဖွဲ့ကြီးဆိုတော့သူ varieties of your diseases တွေဖြစ်စေမှာဖြစ်တယ်signal 70.5 repeat of any identical ဒီကတော့ identical sequence ကိုဒီမှာအကျေပြထားပါတယ် nuclear location and signature transcription and activation domain ကြီးကိုဒါဆွဲပြထားတဲ့ပုံပါနံပါတ်6ကတော့ Xanthomonas axonopodes ပါဆောနဲ့မျိုးတော်ပါတယ် bacteria blight ဖြစ်စေပါတယ် bacteria ဒီပုံကတော့ angular leaf spot ဖြစ်စေတဲ့ပုံဖြစ်တယ်စိုးက Xanthomonas campestre ပေါ့ blight သူလည်း blight ဖြစ်တာပါပဲเนาะ blight ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်တော့20 species ပါတယ် Xanthomonas ဒီအဖွဲ့မှာကြတော့လေ six distinct genomic group has been divided Xanthomonas axonopodes မှာအုပ်စုကြီးရတကယ်တော့6ခုခွဲတယ်အဲ့ထဲမှာ species ပေါင်းက20သူ့မှာလည်းသူနဲ့ပတ်သက်တဲ့ genosis တွေကဒါဆိုတဲ့တန်တွဲကနေ100ထိရှိနိုင်နေပြီးတော့ different response တွေကိုလည်းပဲအများကြီးလေ့လာထားပြီးသားရှိတယ် database နဲ့လေ့လာထားပြီးသားဖြစ်တယ် type 3ကိုလည်းပဲသူ affector type 3 affectors တွေဘယ်လို translocate လုပ်တယ်လဲဆိုတာလည်းpathogenicity ဘယ်လို rely လုပ်တယ်လဲဆိုတာကိုလေ့လာထားပြီးသားရှိတယ်Korea Cambodia မှာ Colombia
existence of geographical distribution of some strains and different ecosystems has been shown အဲ့တော့သူဒါလေ့လာတာ review တွေလုပ်တာpaper ဒီဂျာတွေလည်းဖတ်ပြီးတော့မှသူက review လုပ်တာဒီ authors တွေရေးတဲ့စာတွေကိုဖတ်ထားပြီးသားဖြစ်ပါတယ်အဲ့တော့ Azonobotis genome ကိုလည်းပဲ sequence လုပ်ထားပြီးသားဖြစ်လို့သူရဲ့ marker selection တွေပိုင်းလုပ်ဖို့ကလည်းပဲ ready ဖြစ်သွားပြီပေါ့နော်ပြီးတော့ထပ်ပြီးတော့ဒီ website တွေတက်ရှိရပေါ့နော် azonobotis.org ပုံစံမျိုးအဲ့လိုမျိုးမှာလည်း consortium မှာသွားပြီးတော့ပြင်သစ်ဟိုမှာသွားပြီးတော့ဖတ်ကြည့်လို့ရတယ်ပေါ့နော်ဒီ bacteria နဲ့ပတ်သက်တဲ့အသေးစိတ်ကိုဆိုတော့ဒီအသေးစိတ်လောက်ထားတော့ဒီ paper ရဲ့အသက်ကတော့ဗာလဲဆိုရင်အသေးစိတ်ဖတ်ထားတာမျိုးမဟုတ်ဘဲနဲ့ review ဖြစ်တဲ့အတွက်ကိုကအသေးစိတ်ထပ်သိကျင်နေဆိုရင်တော့ဒီအောက်မှာရှိတဲ့ reference list မှာရှိတဲ့ခေါင်းစဉ်တွေကိုကြည့်ပြီးတော့မှအသေးစိတ်ဝင်ပြီးတော့ကိုကတစ်ခုချင်းစီဝင်ဖတ်ပေးဖို့ဖြစ်ပါတယ်။ bacteria ဘလိုက်ရှိမယ်နောက်ဒီမှာကတော့ microscope ပြီး bacteria အများကြီးကဒီ stomata ကနေပြီးတော့နားမှာရှိနေတဲ့အနေအထားမျိုးပေါ့နော်ဒီ bacteria ပြင်လိုက်ကြည့်ရလေရှိနေတဲ့ပုံဖြစ်တယ်။ now Azonobotis baby manihotis မှာဒီ color လေးတွေပေါ့နော်သူ့မှာ xanthomonas တင်ထုတ်တာကို xanthomonas ကဆိုတော့အဲ့ဒီထုတ်တဲ့သူကတော့မဟုတ်လို့ရှိရင်အယောင်ရှိတဲ့ gene ထည့်ပြီးတော့ bacteria ကိုထည့်ပြီးတော့မှသွင်းလိုက်တာမျိုးမှာဆိုရင်ဒီလိုအယောင်မျိုးမြင်ရနိုင်ပါတယ်။နောက်တစ်ခုကတော့ Auinia amylovora ပါ။သူကတော့ soft rot ဖြစ်စေတာ fire blight ဖြစ်စေတယ်။ fire blight of apple, pear, quince, blackberry, raspberry နဲ့ many wine and cultivated rosaceous ornament တွေမှာဖြစ်ပါတယ်။အဲ့တော့ fire blight apple blossom မှာသူဒီတိုင်းပဲလောင်သွားတာမျိုးတွေ့ရပါမယ်။ symptom က fire blight ဖြစ်ပြီးတော့ကြတော့ orchards တွေ New York City မှာ orchards တွေမှာလည်းစပြီးတော့တွေ့ရတာပေါ့နော်။20ရာစုလောက်ကတိုင်ရှိမယ်။ management ကိုလုပ်မယ်ယောဂကိုထိသိမ်းမယ်ဆိုရင်တော့ sanitation လုပ်ပေးရမယ် culture practices တွေနဲ့ထိသိမ်းမယ်နောက်တစ်ခုက bacteria site တွေ bio control လုပ်လို့ရပါမယ်ပေါ့နော်ဒါကတော့ control ဘိုင်းပါလာတာတွေ့ရပါတယ် fire blight အတွက်ပေါ့နော်ဒါမှ streptomycin bacteria တွေက antibiotics ကိုကြောက်ပါတယ်အဲ့တော့ antibiotics ပေးမှလားဒါမှ bacteria site ပေးမှလားပေါ့နော်အဲ့ဒါကိုသုံးဖို့လိုအပ်ပါမယ်နောက်တစ်ခုကဒီ amylovora ရဲ့ genome ပေါ့နော်အဲ့ဒါသူဟာsmallest ဖြစ်တယ်တဲ့ဟုတ်တယ် plant pathogenic bacteria sequence so far ပေါ့နော် 3.89 megabase ပဲရှိပါတယ်ဒီ small size က consistent ဖြစ်တယ်ပြီးရင် plant cell degrading tools တွေ common to most other pathogenic bacteria cell degrading enzyme and low molecular weight toxin its most important pathological tools ကဒီ hub pathogenicity တ bacteria မှာဒီ hub pathway ကတအားကိုပဲလေ့လာတဲ့နေဟာမျိုးဖြစ်သူနဲ့ pathogenicity နဲ့တအားကိုနီးကပ်ပါတယ်အရင်ကို related ဖြစ်ပါတယ် type 2 secreted protein type 3ပေါ့သူလည်းပဲ type 3ကို pathogenicity တွေ essential ဖြစ်တယ်ဆိုတာတွေ့ထားပြီးသားဖြစ်တယ်ဆက်ချက်တွေတွေ့ထားပြီးသားဖြစ်ပါတယ်ဒါလေးကသူ chromosome DNA ကိုလည်းပဲသူ genome sequence တွေလုပ်ထားပြီးသားပါဒါကတော့ Auinia amylovora ရဲ့ 3.89 map ရှိတဲ့ sequence တွေလုပ်ထားတဲ့ပုံဖြစ်ပြီးတော့သူရဲ့ဒီ diversity ဖြစ်ပါတယ် circular representation of genome ဖြစ်ပါတယ်နောက်တစ်ခုကတော့ Xylella fastidiosa ပါ Xanthomonadelis ပါပဲgram negative flagellum မရှိ Xanthomoxylum limited ဖြစ်တယ် nutrition နဲ့ pathogenic bacteria တစ်မျိုးဖြစ်ပါတယ်Xylella ကိုလည်းပဲသူ2000ခရက်အတိုင်း Simpson ကသူ့ကို genome sequence လုပ်ထားပြီးသားဖြစ်ပြီးသူ size ကတော့သူကgenome size က changes ဖြစ်သွားတာကတော့2495နဲ့2931 strain တစ်ခုနဲ့တစ်ခုမတူတာကိုသူတွေ့ရတယ် circular chromosome ရှိမယ် plasmid တွေရှိမယ်အဲ့တော့ bacteria မှာ plasmid တွေပါလာပြီဆိုရင်ဒီ plasmid ကလည်းပဲသူကဒီ govern လုပ်တဲ့ဗီဇတွေရှိပါတယ် pathogenicity ကိုလှမ်းပြီးတော့ virulence and pathogenicity ကိုလွှမ်းမိုးနိုင်တဲ့ဗီဇတွေက plasmid မှာလည်းရှိနိုင်ပါတယ်ဒါလေး chromosome တွေမဟုတ်ဘူးပေါ့နော်
အဲ့ဒါလေးသတိထားဖို့ရှိမယ်နောက်ဇလန်လာဟာသူက does not carry type 3 secretion ကိုမဖြစ်ဘူးပေါ့နော်မတည်ဆောင်ဘူးဒါကြောင့်မို့ဒီပတိုဂျင်ဟာ effector တွေကို translocate မလုပ်ဘူးပေါ့နော် translocate မလုပ်ဘူး plant cell ကနေပြီးတော့ host ကိုမလုပ်ဘူးဒီ hypothesis ကကြတော့ဘာကိုပြောချင်တာလဲဆိုရင်သူ့မှာဘာပဲရှိလဲဆိုရင် fiber only and dead cell the pathogen is introduced into this tissue by သူ့ vector ကနေပြီးလွှမ်းမိုးမယ်ပေါ့နော် vector သူကနည်းနည်းvirus နဲ့ virus လိုမျိုးဖြစ်တဲ့ sharp shooter leaf former ကနေပြီးလုပ်မယ်ဒါပေမဲ့ Xylella active type 1နဲ့2တော့ရှိတယ်နော်သူကတော့ with the F plus pump နဲ့ထုံးမယ်နောက်တစ်ခုကတော့ secretion hydrolytic enzyme တွေထုံးမယ်ပေါ့နော်ဒါကတော့လုံနိုင်တယ်ပေါ့နော်အဲ့ဒါတွေ့ထားပါတယ်ဒီ symptom တွေ development ဖြစ်လာတာကဘာနဲ့ဆက်တာလဲဆိုလို့ရှိရင် bacteria တွေပြန့်နိုင်မှုရယ် colonize ဖြစ်မှုရယ်ဇိုင်လန်မှာသွားပြီးတော့ပြည့်နှက်နေအောင်လုပ်တာပေါ့နော်အဲ့တော့ bacteria တွေကပြည့်သွားပြီဆိုရင်เนาะဒီအရွက်တွေကအပြအရှမ်းပြောင်းသွားမယ်လို့เนาะသူရဲ့ chlorophyll တွေလျော့သွားမယ်ဒါတွေဖြစ်မှာပေါ့နော် colonies တွေက biofilm ပေါ်မှာတော့ကြီးတယ်ပေါ့နော်ပြီးတော့သူက a clog xylem vessel ကိုသွားပိတ်ဆို့ပြီးတော့မှရေနဲ့အာဟာရတွေကိုအာဟာရပို့တာကိုသူက short ချပြမှာဖြစ်ပါတယ်ဒီ virulence ပေါ့နော် Xylella fastidiosa ကနေပြီးတော့ဖြစ်တဲ့ different virulences တွေကဘာနဲ့ဆက်လဲဆိုလို့ရှိရင်ပြည့်နေမှုတွေcolonization တွေပြီးရင် block system ပေါ့နော်ဒါတွေဖြစ်တယ်1နဲ့ type 1နဲ့ type 4 ပိုင်လိုင်းကကြတော့သူက twitching motility နဲ့ migration မှာပါဝင်တယ်သူက twitch လုပ်မယ်ပြီးရင်ရွေးရှားဖို့ပေါ့နော်ဒီ system မှာပါမယ်ပြီးလို့ရှိရင် attach လုပ်မယ်ပေါ့နော်တွေ့ကပ်မယ်ပြီးရင် biofilm formation ဖြစ်ပြီးတော့ pathogen တွေကအဲ့ဒီ biofilm formation မှာ biofilm state ဖြစ်ပေါ်တာကသူဒီအဲ့ဒီ molecules တွေဖြစ်ပေါ်တာကဘယ်သူချင်းအတွက်အဲ့ survive လုပ်နိုင်ဖို့အရင်အရေးကြီးတယ်အဲ့ဒီပတ်ဝန်းကျင်မှာပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့တော့ Xylella မှာじゃစဉ်းစားထားဖို့ကတော့ vector ပါလာမယ်ပေါ့နော် vector insect တွေပါလာမယ်ပြီးလို့ရှိရင်เนาะ xylem vessel တွေပါလာမယ်သူ့ကို control လုပ်မယ်ဆိုတော့နှစ်မျိုးပေါ့နော် approach လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာက biofilm of Xylella ဆိုတော့ဒီမှာဒီ biofilm formation ဖြစ်နေတာပါသူကအောက်စုလိုက်ပေါ့နော်ဒီ film လိုက်ကြီးမှာဘက်တီးရီးယားတွေကထွေးလိုက်ကြိုင်ဖြစ်နေတဲ့အနေအထားဖြစ်တယ်နံပါတ် B က AOBO ကဒါအနီးကပ် focus လုပ်ထားတာဖြစ်ပါတယ်ဘက်တီးရီးယားထွေးလိုက်ကြည့်လိုက်တခုလေး cell တစ်လုံးချင်းစီသွားတာမဟုတ်ဘူးပေါ့နော်အဲ့လိုနေထားပါနံပါတ်9က Dickeya dedendi or Dickeya and Dickeya solani ဖြစ်ပါတယ်ယောဂကတော့တဲ့သူက Dickeya ကဘာကိုဖြစ်စေတာလဲဆိုလို့ရှိရင်သူက monocot တွေ dicot family တွေရဲ့အရေးကြီးတဲ့different diseases လို့ပြောထားပါတယ်Dickeya has been instrument in our study better plant that include role of exoenzyme တွေထုတ်တယ် sugar catabolism ထုတ်တယ်ပုတ်တာပါเนาะအသီးတွေပုတ်တာပါ now P aphids recent area studies မှာလုပ်ထားတဲ့သုတေသနတွေလည်းရှိပါတယ် pathogenesis P aphid interaction between human pathogens တွေနဲ့ phytopathogens တွေပေါ့နော်ဒါတွေကိုinteraction တွေကိုလည်းလေ့လာထားရှိပါတယ် genome sequence ကတော့ဘယ်နှစ်ကလေ့လာတာ2009လောက်ကတိုင်းလေ့လာထားပြီးသားရှိတယ်ဆိုတော့အဲ့ဒီ2002 2005အဲ့ပတ်ဝန်းကျင်တွေမှာဒီ genome sequence တွေကိုလေ့လာပြီးတော့ဒီသူတို့ရဲ့ pathway တွေပေါ့နော်သူတို့ရဲ့virulence pathway တွေကိုတော်တော်များများကလေ့လာထားပြီးသားဖြစ်ပါတယ်အခုချိန်ဒီမှာ establish လုပ်ပြီးသားမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှာ master သွားတာ2012ပေါ့နော်12သွားခဲ့တယ်PhD က2016သွားခဲ့တယ်အဲ့ဒီချိန်မှာတော့ establish လုပ်ပြီးသားတွေ့ရပါတယ် molecular plant pathology ကအရန်ကိုပဲတိုးတက်ပြောင်းလဲနေပြီးသားဖြစ်တယ်အဲ့ဒီ17နဲ့16သွားတာမှလည်းမတူဘူး17မှာကじゃဒီလောက်ကြီးထိအောင် series ကိုကလည်း master ဖြစ်တဲ့အတွက်ကြောင့်လည်းပါမယ်ပေါ့နော်အဲ့လိုမျိုးအရန်ကြီး serious မဖြစ်ဘူးဒီ molecular နဲ့ပတ်သက်ပြီးတဲ့အခါရောက်တော့လေဒါပေမဲ့16သွားတဲ့အခါကျတော့နည်းနည်း paper upgrade တွေဒီနေ့ရောဒီတွေ့ရှိထားချက်တွေကလည်းမတူတော့ဘူးဆိုတာကတွေ့ရမယ်အခုချိန်နေမှာဆိုရင်ပို့ပြီးတော့ကျွန်မ doctorate ဖြစ်တာက6နှစ်ကျော်သွားပြီဆိုပို့ပြီးတော့အခုချိန်မှာတော့မတူပို့ပြီးတော့ပြောင်းလဲမှုတွေဖြစ်ပါလိမ့်မယ်ဒီရွေးရှားနေတဲ့သုတေသနတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပါဒီပုံကဘာကိုပြောရလဲဆိုလို့ရှိရင် screenshot ဖြစ်ပါတယ်တဲ့နော်This is program best hit analysis of coding sequences တွေပါ between bacterial and Dickeya ဖြစ်ပါတယ်เนาะအဲ့တော့ဒါတွေက
potato tuber rot ဖြစ်တဲ့အနေအထားပါဒီခေယာဆိုလာနီကြောင့်ဖြစ်ပါတယ်ဒီမှာကတော့ဒီဘက်တီးရီးယားရဲ့ fluorescent protein ကနေပြတာကတော့ protein ထည့်ထားတာပါဒီ gene ထည့်ထားတာပါဒီခေယာဆိုလာနီ potato roots တွေထဲမှာထည့်ထားတယ်သူရဲ့ဘက်တီးရီးယားရဲ့ colonization လုပ်နေတဲ့ပုံဖြစ်ပါတယ်နောက်နောက်ဆုံး30ကတော့ Bacteria Chaetoboran ဖြစ်ပါတယ် Bacterium ကို Awinia Chaetoboran လို့လည်းကျွန်တော်တို့ခေါ်ခဲ့တယ်ပေါ့နော်အခုတော့ Bacterium လို့ခေါ်တယ်ခါလေးကြရင်လည်းပဲ Dicea လို့လည်းခေါ်တယ်နော် Dicea species ပေါ့နော်အဲ့လိုမျိုးလည်းနည်းနည်းလေးသူကတော့ species genus နဲ့ပတ်သက်ပြီးနာမည်မျိုးတွေ့ရတာရှိတယ်ပေါ့ဒီမှာလည်းသူ reference လုပ်ထားပါတယ် Bacterium Chaetoboran is generally widely distributed သူကကြတော့ဘယ်လိုပြော soft rot ဖြစ်စေတာပါသူလည်းပဲဒီပုတ်ဖြစ်တာပါပဲเนาะဒီပုတ်ဖြစ်တဲ့ယောဂပါအဲ့တော့သူနဲ့ပတ်သက်တဲ့ဒီ review တွေလည်းအများကြီးလုပ်ထားပြီးသားရှိပါတယ်အဲ့တော့ central catabolic pathway ကိုလေ့လာပြီးသားရှိမယ် enzyme secretion system ကိုလေ့လာပြီးသားရှိမယ်ဒါအပြင်ဒီ synthesis တခုပေါ့နော် PCWD နော် synthesis နဲ့ secretion environment analysis regulation mechanism တွေကိုလည်းလေ့လာထားပြီးသားဖြစ်မယ်နောက် phenomenon quorum sensing ပေါ့နော် pathogen control the elaboration of the neuronal determinants ဒါတွေကိုလေ့လာထားတာကြီးလည်းရှိပါမယ်အဲ့တော့တော်တော်များများဟာဒီ molecular plant pathology ဖြစ်တဲ့အတွက်ကြောင့်ပဲလို့သူကဒီ pathway တွေပေါ့ type 2 3 4 6 machine တွေ secretion pathway တွေပါအဲ့ဒီဟာတွေကနေပြီးတော့မှဘယ်ကိုလှမ်းမှုတယ် secondary metabolic production ဘာတွေထုတ်တယ်လဲဘာတွေထုတ်လို့နော်ဒီ bed protein တွေကနေပြီးတော့မှဖြစ်စေတာလေဒါတွေကိုကျွန်တော်တို့ကလေ့လာစစ်စစ်မဲ့ပြလေ့လာနေဖို့လိုတယ်လေ့လာထားတာတွေလည်းဒီမှာ review မှာပြောထားတယ်Bacterium Atrosepticum မှာဆိုလို့ရှိရင်တော့သူက Enterobacteria ရဲ့ phytopathogen ဖြစ်ပြီးတဲ့အခါကျတော့သူ့ကိုလည်းပဲ sequence လုပ်ထားပြီးသားရှိမယ် Now possession of type 4 နဲ့ type 6 secretion machine မှာဆိုလို့ရှိရင်သူက new secondary metabolite toxin တွေထုတ်တဲ့ nitrogen fixation capability ရှိပါတယ် Okay အဲ့တော့သူတို့ pathway တွေကတော့ဒီကြပေါင်းမတူပါဘူး bacteria တစ်ခုနဲ့တစ်ခုမှာမတူဘူးထုတ်တဲ့ဒါပေမဲ့ system secretion system တွေတော့ရှိကြတယ်ရှိတဲ့ပုံစံချင်းပေါ့နော်ဘယ်ကရှိတယ်ဘယ်ကတော့ govern မလုပ်ဘူးဒါမျိုးတွေကွဲပြားနိုင်ပါတယ်နော်အဲ့တော့သူတို့ species တစ်ခုနဲ့တစ်ခုလည်းကွဲပြားမှုတွေရှိပါတယ်အဲ့တော့ Recent study have shown important roles for specific proteins in the possible ecological dissemination အဲ့တော့ဒါကတော့ agricultural impacts ကနေကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ကဒီ new species တွေထွက်နေတယ်ပေါ့နော် new species တွေကိုဖြစ်နေ new genus တစ်ခုထဲမှာပဲ species အသစ်တွေထွက်နေတယ်ဆိုတော့ဟာကိစ္စကလည်းပဲဒီ control mechanism ကိုအရင်အနှောက်အယှက်ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်ဒါလေးတွေလည်းကျမတို့ကမေ့ထားလို့မရပါဘူးနော်ဒီပုံလေးကတော့ black leg ဖြစ်တဲ့ Bacterium Atrosepticum ကြောင့်ဖြစ်ပါတယ်ဒါကတော့ identification လုပ်ထားတာဖြစ်ပါတယ် mutant နဲ့ဟာနဲ့ပေါ့နော် mutant အနေနဲ့ white type တွေနဲ့ပေါ့နော်လိုမျိုး white type ကတော့ဘာမှလုံးထားဘူး mutant ကတော့သူက gene transfer လုပ်ထားတယ်ပေါ့နော် gene ပြောင်းလုပ်ထားတယ်အဲ့ဒါနဲ့မှသူ mutant ကိုသွင်းမယ်ဒါမှ white type ကတော့ပြင်ပါပဲပေါ့နော်ဒါလေးတွေရှိပါမယ်ဆိုတော့ဒီ author ကတော့သူကိုယ်တိုင်လုပ်တာတော့မဟုတ်ဘူးကဘာရဲကလုပ်ထားတဲ့paper review paper တွေကိုသူကညွှန်းဆိုပြီးတော့မှဖတ်ပြီးတော့မှပြန်ပြီး review ရေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာ review တွေမှာ10မျိုးလုံးဖြစ်တဲ့အတွက်သူ10မျိုးလုံးရဲ့ reference တွေပေးထားပါတယ်အဲ့ဒါတွေမှာကျမတို့သက်ဆိုင်တော့ကိုနဲ့ကိုစိတ်ဝင်စားတော့ပေါ့နော်ကို study လုပ်ချင်တဲ့ဒီ bacteria ရှိမယ်။pathogen ရှိမယ်ဆိုရင်ဒီထဲမှာဝင်ရှာပြီးတော့မှဒီ reference တွေမှာဝင်ရှာပြီးလိုက်ဖတ်ဖို့လိုမှာဖြစ်ပါတယ်။အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဟုတ်